အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မဟူယာ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီကနေ့ဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့တိုင်တဲ့အတွင်းမှာဝိညာဉ်အော်ဟစ်တန်များအပိုင်းနှစ်ပဲဖြစ်ပါတယ်ခင်ဗျာရေကန်သက်ရှိလေထုမှာတစ်စက္ကန့်အတွင်းအေးစိမ့်နေရမှပူပြင်း6သေးသောအငွေ့တန်များဖြစ်သို့ပြောင်းလဲသွားသည်မဆောသနာ၏ခန္ဓာကိုယ်ထံမှထွက်ပေါ်လာသောမဲရောင်လင်းတန်းများသည်ပဝန်းကျင်ရှိတစ်ပင်များကိုပင်လောင်ကျွမ်းစေလျက်ရှိသည်ဆရာခတ်မှမူမြေပြင်ပေါ်တွင်ဒုလဲထိုင်သူ၏ရင်မှတ်မှအဆောင်လက်ဖွက်များကိုအတင်းဆုပ်ကင်ထားရသည်သူသည်လောကီပညာရပေါင်းများစွာကိုလေ့လာဘူးခဲ့တော့လဲယခုကဲ့သို့အရှိန်အဝါမျိုးတစ်ခါမှမကြုံတွေ့ဘူးပေ၎င်းမှာတာမန်ဝေမာနိကပိဋ္ဌာမ၏အစွမ်းမဟုတ်တဏ္ဍတော်တို့၏နာကြည်မှုနှင့်လူယုံမှတိုက်เสียရာတို့၏ယာကစိတ်တို့ပေါင်းထံမှပေါက်ဖွာလာသောလောကီစီးများကိုဖောက်ဖျက်နိုင်သည့်မိစ္ဆာစွမ်းရည်ပင်ဖြစ်သည်ငါအမေကိုထိတဲ့လက်တွေကိုငါအခုပဲဖြတ်ပြမယ်မသောသနာ၏ပဒတ်မှထွက်လာသောထိုအတန်မှာကြောက်ခွဲနှလုံးပွတ်တိုက်နေသည့်အလားကြမ်းရှာလာသည်မသောသနာ၏မျက်ဝန်းအိမ်များမှာလုံးဝပျောက်ကွယ်သွားပြီးထိုနေရာတွင်အနေရောင်ဟောက်ပဲကြီးများသာကြံရည်တော်၏သူမသည်လက်ကိုဝှေ့ရမ်းလိုက်ုံဖြင့်ဆရာခတ်၏တပည့်နှစ်ဦးမှလေထဲသို့မြောက်လဲသွားပြီးသူတို့၏လက်ပဲများကိုမမြင်ရသောကြိုးများဖြင့်ဆွညစ်ထားတဲ့ကဲ့သို့ဖြစ်နေသည်ဆရာကဲပေါင်းအသက်ရှူလို့မရတော့ဘူးတပည့်ပြည်သူများ၏အော်ဟစ်တံမှာတဖြည်းဖြည်းတိုးဝင်သွားသည်ဆရာခတ်သည်အချိန်နေမဟန်တော့သည်ကိုသိသဖြင့်သူ၏ခါးကြမှတန်လျော်ဘူးငယ်တစ်ခုကိုထုတ်လိုက်သည်ထိုဘူးတဲ့တွင်ရှေးဟောင်းတုတ်တံမြင်းနှင့်စီရင်ထားသောအစွမ်းထက်အင်းမုံများရှိသည်မိစ္ဆာတရေမင်းဘယ်လောက်ပဲဆွမ်းထက်တဲ့ငါရဲ့စီရင်ကိုတော့လွတ်မှာမဟုတ်ဘူးနော်နမောတတမိစ္ဆာဝိညာဏပဋ္ဌနံဆရာခတ်သည်အင်းမုံများကိုလေထဲသို့ပစ်လိုက်ပြီးဂါရာကိုအမြန်ရုပ်ဖတ်လိုက်သည်အင်းမုံများသည်လေထဲတွင်မိခိုးများအဖြစ်ပြောင်းလဲသွားပြီးမသောဆန္ဒ၏ပတ်ပတ်လည်တွင်လည်းအကာအကွယ်တစ်ခုဖန်တီးလိုက်သည်ထိုခိုက်တံကိုအသုံးချကာဆရာခတ်သည်သူ၏တပည့်များကိုမြေပြင်ပေါ်သို့ဆွဲချလိုက်ပြီးတော်လန်တိုင်းအတင်းဆုပ်ခွာလေတော့သည်ပြေးကြတယ်ဒါငါတို့ထိန်းချုပ်နိုင်တဲ့အရာမဟုတ်တော့ဘူးဆရာခိုက်ရဲ့အတန်တွင်ပထမဆုံးအကြိမ်ဖြစ်ကြောက်ရွံ့မှုတို့ရောရှက်နေသည်သူတို့အုပ်စုတောနယ်ထဲသို့ပျောက်ကွယ်သွားချိန်တွင်မဆော့ဆန္ဒသည်မြေပြင်ပေါ်သို့ဒူးထောက်လျက်ပြန်လဲကြာဆင်းလာသည်အမဲရောင်လဲနှမ်းများမှလည်းသူ၏ခန္ဓာကိုယ်အတွင်းသို့ပြန်လဲစိတ်ဝင်သွားကြ၏သူမ၏သတိစိတ်မှတဖြည်းဖြည်းပြန်လဲထင်ရှားလာသည်သူမသည်မိမိလက်များကိုငုံကြည့်လိုက်သောအခါသွေးများဆူရွှဲနေသည်ကိုတွေ့လိုက်ရသဖြင့်လမ်းပြန်သွားသည်မဟုတ်ဘူးငါဘာတွေလုံးမိတာလဲငါလူတွေတတ်မိပြန်ပြီလားမဆော့ဆန္ဒသည်ရှိုက်ကြီးတငင်ငိုကြွေးလိုက်သည်သူမသည်နေပေါင်းများသောကုသိုလ်နှင့်အကုသိုလ်ကြားတွင်ကျင်လည်ခဲ့ရသောဝေမာနိကပိဋ္ဌာမှာဖြစ်တော်လဲလူသားလူသောစိတ်ဆန္ဒအလင်းမရှိခဲ့ပြီယခုမူသူမ၏ခန္ဓာကိုယ်မှာမေတ္တာတကောင်၏အိမ်ရှင်ကဲ့သို့ဖြစ်နေပြီသူမ၏ဝမ်းမိုင်အတွင်းမှာလှုပ်ရှားမှုများမှာပုံမပြင်းထန်လာပြီးထူးဆန်းသောတောင်းတမှုတစ်ခုကိုသူမအာယုန်ထဲတွင်ကြားနေရသည်အမေကျွန်တော်သွေးလိုခြင်းနဲ့သွေးစိမ့်စိမ့်တွေတောက်ခြင်းနဲ့ထိုတန်သည်သူမ၏ဝိညာဉ်ကိုခြောက်ခြားစေသည်သူမသည်ကံတမ်းပါရေကိုခတ်ခါမျက်နှာကိုဆေးကြောရန်ကြိုးစားတော်လဲရေပင်၏ထူးထူးသမျှအရာအလုံးဟာညင်နှမ်းသွားရသည်မသောတာနာသည်မိမိကိုမိမိယွန်းရှားလာသည်သူမသည်ဤဒုက္ခမှလွတ်မြောက်ရန်တခုတည်းသောနိလန်မှာသူမကိုသူမဖြည့်ဆည်းရန်သာဖြစ်သည်ဟုတွေးတောနေမိသည်သို့သောသူမသည်ဝိညာဉ်ဖြစ်နေ၍လူသားကဲ့သို့မိမိကိုမိမိတတ်သိ၍မရနိုင်ပြီသူမ၏ဝိညာဉ်ကိုချုပ်နှောင်နိုင်သောသို့မဟုတ်ဖြည့်ဆည်းနိုင်သောဆွမ်းအားကြီးတိုက်ထရာတဦးလိုအပ်သည်ဥရိဝရှင်ကိုကျွန်မမုန်းတယ်ရှင်ရဲ့ယုံမှမှုကကျွန်မကိုဒီလိုငရဲတဲ့ရောက်အောင်တွန်းပို့ခဲ့တာမဆောဆန္ဒသည်ကောင်းကင်ကိုမော့ကြည့်အော်ဟစ်လိုက်သည်လာမင်းကြီးလာမင်းကြီးမှာယခုအခါသွေးအောင်လွှမ်းနေတဲ့ကဲ့သို့နေမြန်းနေ၏ဤဒီမှာလောကကြီးအတွက်ဘေးသို့တစ်ခုကြောက်တော့မြည်နမိတ်ပင်ဖြစ်သည်ညောင်မင်းသားရွာအတွင်း၌မူထိတ်လန့်မှုတို့မှာအထွတ်ထိပ်သို့ရောက်ရှိနေသည်ဆရာကတို့အုပ်စုရွာတဲ့သို့ဒဏ်ရာပရဝဖြင့်ပြန်ရောက်လာခြင်းကရွာသားများ၏ကြောက်ရွံ့မှုကိုပုံမကြီးထွားလာသေးခဲ့တယ်ဆရာကဘာဖြစ်လာတာလဲမဆောတန်တာကိုနှိမ်နှင်းနိုင်ခဲ့ပြီလားရွာလူကြီးဘာတော်ကဆိုရင်တကြီးမေးမြန်းလိုက်သည်ဆရာခတ်သည်မျက်နှာကိုတုတ်တင်ရင်ခေါင်းခါလိုက်၏မရဘူးဥပတော့ဒါတာမန်တိုက်ဆောင်မဟုတ်တော့ဘူးသူမရဲ့ဘိုင်ထဲမှာမိစ္ဆာတရေဆိုတဲ့အရာတစ်ခုရှိနေပြီအဲ့ဒီအရာကမွေးဖွားလာရင်ညောင်မင်းသားရွာတယ်မကောင်းဒီနဲ့တဝိုင်းလုံးပြာဖြစ်သွားလိမ့်မယ်ဒါသာမြင်ကြတွင်ဒီလိုစကားသများပြန့်နေသွားသည်အချို့ကအကြောက်လန့်တကြငိုကြွေးကြပြီးတချို့ကမူထွက်ပြေးရန်ပြင်ဆင်ကြသည်ဒါဆိုငါတို့ဘာလုပ်ရမှာလဲဆရာဒီတိုင်းသိခံရတော့မှာလားနီးတိုင်းတစ်ခုတော့ရှိတယ်ဒါပေမဲ့ဒါအရန်ကိုစုံသားရောက်လိမ့်မယ်ငါဆောဆန္ဒကိုသူမရဲ့မူလတိုင်တန်းစီကိုပြန်ခေါ်သွားရမှာအဲ့ဒီမှာရှိတဲ့ရှင်သီဝလီရုပ်ဝါတော်ရှင်မှာသူမကိုအကျဉ်းချပြီးအစီရင်လောက်ရမယ်အဲ့ဒါမှအဲ့ဒီမိစ္ဆာကိုပြန်ချုပ်နိုင်မှာဆရာခပြောတော်နေ့တိုင်းမှာမှန်ကန်တော်လဲငါဆောဆန္ဒကိုတိုင်တန်းသူပြန်ခေါ်ရမှာမြည်သူမျှပင်မလုံရဲသောကိစ္စဖြစ်သည်ငါဆောဆန္ဒသည်ယခုအခါမြည်သူကိုမဆိုးတက်ပြတ်နိုင်သောအစွမ်းရှိနေပြီမဟုတ်လားကျွန်တော်သွားမယ်ဒါမှမဟုတ်လူငယ်တို့ထွက်လာသည်သူကဖိုးထုတ်ပင်ဖြစ်သည်သူ၏မျက်ဝန်းများတွင်ကြောက်ရွံ့မှုထက်ပြတ်သားမှုတို့ကိုပုံမထင်ရနေသည်ဖိုးထုတ်မင်းဘာတွေပြောနေတာလဲဒါခလေးကသားတရားမဟုတ်ဘူးနော်ဒေါ်လာမေကသူ၏မြေးကိုအတင်းဆွဲထားသည်သို့သောဖိုးထုတ်ကလက်ကိုခါထုတ်လိုက်
အဖေကျွန်တော်ဒီတိုင်းပုံနေလေတယောက်ပြီးတယောက်တေးကြရမှာပဲမသောသနာကိုကျွန်တော်သိပါတယ်သူကအရင်တော့ကဒီလိုလူတက်မဲ့လူမဟုတ်ဘူးအခုလွဲချော်နေတာပဲဖြစ်ရမယ်ကျွန်တော်သူမစီကိုတွားပြီးစကားပြောကြည့်မယ်ဆရာခက်သည်ဖိုးတို့ကိုအကက်ခတ်တယ်လို့ကြည့်လိုက်သည်ဖိုးတို့၏ဇာတာတွင်ထူးဆန်းသောအကာအကွယ်တစ်ခုပါရှိနေသည်ကိုဆရာခက်သတိပြုမိလိုက်၏ဖိုးတို့သည်ငယ်စဉ်ကလေးကတိုင်တဲ့နှင့်ပတ်သက်သောအဆက်အနွယ်တစ်ခုခုရှိနေနိုင်ကြောင်းသူတွေးတော်မိသည်ကောင်းပြီဖိုးတို့မင်းသွားမယ်ဆိုရင်ငါမတားဘူးဒါပေမဲ့မင်းတယောက်ထဲသွားလို့မရဘူးငါပေးတဲ့ဒီအဆောင်ကိုစောင့်သွားပါဆရာခက်သည်သူ၏levelမှာအဖြောင်ပရိသေတတိကိုဖြုတ်ကာဖိုးတို့ကိုပေးလိုက်သည်ထိုပရိသေမှာဗုဒ္ဓတရဏဂုံတင်ထားသောအစွမ်းတဲ့အဆောင်တစ်ခုဖြစ်သည်မသောသနာရဲ့နားကိုရောက်ရင်ဒီပရိသေကိုသူမရဲ့နှစ်ဖူးမှာထိလိုက်ပါအဲ့ဒါဆိုရင်သူမရဲ့မိစ္ဆာစိတ်တွေခဏငြိမ်ကျသွားလိမ့်မယ်ကွာအဲ့ဒီချိန်မှာသူမကိုတိုင်တဲ့တီပြန်ခေါ်လာခဲ့ဖိုးတို့သည်ခေါင်းချိန်ကပရိသေကိုကြစ်ကြစ်ပအောင်စုပ်ကိုင်လိုက်သည်သူသည်အမောင်တို့ကြီးစိုးနေသောတော်လန်တိုင်တယောက်ထဲထွက်ခွာလာခဲ့လေတော့သည်ညူးရန်၏လေတို့တမ်းများသည်ဖိုးတို့၏နားထွေးတွင်တစုံတဦးကတိုးတိုးလေးကပ်ပြောနေသလိုခံစားရသည်ဖိုးတို့ပြန်လဲပါမင်းသေးလိမ့်မယ်ပြန်လဲပါသို့သောသူသည်နောက်သို့မလဲခဲ့ပြီသူ၏စိတ်ထဲတွင်မသဒ္ဒနာ၏လှပတော်လဲဝမ်းနဲ့ဘွယ်ကောင်းသောမျက်နှာလေးကိုသာမြင်အောင်နေမိသည်သူငယ်တင်ကတော်တဲ့လမ်းပြောက်ခဲ့တဲ့ကသူ့ကိုလမ်းပြပေးခဲ့သောအဖြောင်ဝဲအမျိုးသမီးမှာမသောဒနာပင်ဖြစ်ကြောင်းသူယုံကြည်နေသည်တော်သက်ကြီးရေကန်နာသို့ရောက်သောအခါဖိုးတို့သည်မြင်ကွင်းကြောင့်ရင်တုံသွားရသည်ရေကန်တစ်ခုလုံးမှာအမဲရောင်ပြောင်းလဲနေပြီးကန်သက်တွင်မသောဒနာသည်ဖျို့ဖျဲလဲလျောင်းနေသည်သူမ၏ခန္ဓာကိုယ်မှာငွေ့သည်များသည်လေထဲတွင်ဝဲပြန်နေပြီးအနိဒာကြီးမြင့်မြင့်မှာ၆သွေးကျွမ်းလောင်နေ၏မသောဒနာဖိုးတို့၏ခေါ်တန်ကြောင့်မသောဒနာသည်ခေါင်းကိုဖြည်းဖြည်းချင်းမောကြည့်လိုက်သည်သူမ၏မျက်လုံးများတွင်အနီရောင်သွေးများစီးကျနေတော်လဲဖိုးတို့ကိုမြင်သောအခါထိုမျက်လုံးများမှာခိတ္တခဏတည်ငြိမ်သွားပြီးဖိုးတို့လားမင်းဒီကိုဘာလာလုပ်ထားလဲထွက်သွားအခုချက်ချင်းထွက်သွားတယ်သူမ၏အတန်မှာနာကျင်မှုတို့ဖြင့်ပြည့်နေနေသည်မသောဒနာသည်သူမကိုသူမထိန်းချုပ်ရန်ကြိုးစားနေတော်လဲသူမ၏ဝမ်းမိုက်အတွင်းမှမိစ္ဆာမှာမူဖိုးတို့၏သွေးကိုရရှိရန်အတင်းလှုံ့ဆော်နေသည်ကျွန်တော်မတော်ဘူးမသောဒနာကိုဝင်ကြည့်ဖို့လာကျွန်တော်တို့တိုင်တန်းကိုပြန်သွားကြစို့အဲ့ဒီမှာအားလုံးကိုအဆုံးသတ်လို့ရမှာပါဖိုးတို့သည်မသောဒနာနာသို့ဖြည်းဖြည်းချင်းတိုးကပ်သွားသည်မသောဒနာသည်အနောက်သို့ဆုတ်ရန်ကြိုးစားတော်လဲအိုင်းကုန်ခန်းနေသဖြင့်မလုံနိုင်ပြီမလာနဲ့ငါတော့မလာနဲ့ငါမင်းကိုတတ်မိနိုင်မယ်မသောဒနာ၏လက်သက်မြတ်မှာတဖြည်းဖြည်းရှည်ရွက်လာပြီးသူမ၏မျက်နှာမှာလည်းမိစ္ဆာရုပ်သွင်းသို့ပြောင်းလဲသာပြုလာသည်ဖိုးတို့သည်ကြောင်းမှုကိုအန်တုကသူမ၏ရှေ့တွင်ရပ်လိုက်သည်ထို့နောက်ဆရာခတ်ပေးလိုက်သောပရိသေများကိုထုတ်ကာမသောဒနာ၏နဘူးထက်သို့အသာအရာထိလိုက်လေတော့သည်ပြည့်တဲ့သောလေတန်းတစ်ခုပွင့်ထွက်လာပြီးမသောဒနာ၏ခန္ဓာကိုယ်အတွင်းမှနာကျင်သောအဟွဲ့တန်ကြီးတစ်ခုထွက်ပေါ်လာလေသည်မသောဒနာသည်တတိလက်ခါဖိုးတို့၏ရင်ဝင်ထဲသို့လဲကျသွား၏ဖိုးတို့သည်တတိတက်နေသောမသောဒနာကိုပွေ့ချီကာအမောင်ထဲတွင်ခီးဆက်ခဲ့သည်သူမသိသည်မှာသူတို့၏နောက်မှာအခြားသောအမောင်ကြီးတစ်ခုကတိတ်တိတ်လိုက်ပါနေခြင်းပင်ဖြစ်သည်ထိုအရေးကဆရာခတ်မဟုတ်သလိုဥဒေဝါလည်းမဟုတ်ပြီ၎င်းမှာတိုင်တန်း၏နှဆိုင်သောနေရာမှထွက်ပေါ်လာသည်မသောဒနာ၏ယာရုကိုလိုလားနေသောအခြားတိုက်ဆောက်ဥဘောကပင်ဖြစ်လေတော့သည်ညနေတော်ရန်၏လေထုသည်ပို၍ဒေးလံထိုင်းမိုင်းလာသည်ဖိုးတို့သည်တတိလင့်နေသောမသောဆန္ဒကိုပွေ့ချီထားရင်တော်လန်ချင်းလေးတိုင်းအားတင်းကရှောင်းလန်းနေသူ၏ခြေလန်းလိုက်သည်မြေပြင်ပေါ်ရှိသူရချောင်များကိုနင်းချေတန်နှင့်အတူပတ်ဝန်းကျင်မှာထူးဆန်းသောတိုးတိုးတန်များကသူနားထဲတွင်ပဲ့တင်ထပ်နေသည်မသောဒနာ၏ခန္ဓာကိုယ်မှာတခါတရံတိမ်တဲ့တစ်ခုကဲ့သို့ပေါ်ပါနေတော်လဲတခါတရံတွင်မူကဲသွဲထားတဲ့ကဲ့သို့လေးတန်လာသည်၎င်းမှာသူမ၏ဝိညာဉ်ခန္ဓာကိုယ်အတွင်းရှိမိစ္ဆာဆွမ်းအားနှင့်ဆရာခတ်ပေးလိုက်သောပရိသေ၏အာနာသက်တို့အားပြိုင်နေခြင်းကြောင့်ဒီကြောင့်ဖိုးတို့ရိမ့်မိနေသည်မသောဆန္ဒခဏပဲအောင်ထားပါဦးကျွန်တော်တို့တိုင်တန်းကိုရောက်ခါနေပြီဖိုးတို့ကတိုးညင်းသာရေရွတ်လိုက်သည်သူ၏နှစ်ဖူးမှာချွေးသည်များသည်မွေးများနှင့်ယောဂစီးကြနေ၏သူသည်ကြောင်းမှုကိုအနုကရှေ့သို့ဆက်လန်းနေသည်လမ်းတစ်ခုရှိညောင်မကြီးတစ်ပင်အောင်၌အဖြူအောင်ဝတ်ဆင်ထားသောလူရိပ်တစ်ခုမတ်တက်ရက်နေသည်ကိုတွေ့လိုက်ရသဖြင့်ခြေလမ်းများရက်တန်သွားသည်ထိုသူကမသောဆန္ဒကဲ့သို့ပင်ပျော်ပြောင်းညင်သာသောပုံစံမျိုးမဟုတ်ပဲခံကြားထွယ်ဝါတော်လဲအိစိတ်သောအရှိန်ဝါတစ်ခုကိုထုတ်လို့နေသည်သူ၏ဝတ်သားထရင်ပုံမှာရှေ့ခေတ်မြန်မာဆက်သူကြီးတစ်ခုကဲ့သို့ဝတ်ဆင်ထားပြီးခါတွင်လည်းရွှေချဲထားသောဓာတ်ရည်တစ်လက်ကိုဆွဲထား၏သူ၏မျက်နှာမှာတီတင်းနေပြီးမျက်ဝန်းများမှာမူအမောင်ထဲတွင်စိတ်ဖက်ဖက်လင်းနေနေသည်မင်းဘသူတော့ဖိုးတို့ကအတန်တော်ဖြင့်မေးတိုက်သည်မသဒ္ဒနာကိုပွေထားသောသူ၏လက်များမှာလည်းပုံမတင်းကျပ်သွား၏ငါဒီတိုင်နှန်းရဲ့အဆောင်ချက်ဥဘောကပဲလူသားလေးမင်းလက်ထဲမှာရှိနေတဲ့အရာကဒီတိုင်နှန်းအတွက်အငြိအကျေးပဲအဲ့ဒီမိစ္ဆာဆုံးပြခံမှာကိုအခုချက်ချင်းငါလက်ထဲအဆန်းဥဘောက၏အတန်မှာလေထဲတွင်ဝဲပြန်နေတဲ့ကဲ့သို့ရှိတော်လေပြင်းထန်သောအာနာသက်ပါရှိနေသည်ဖိုးတို့သည်နောက်သို့ခြေတလန်းဆုပ်လိုက်၏မဆော့ဆန္ဒအညှိချင်းမဟုတ်ဘူးသူမကဒီတိုက်ကိုနှစ်ပေါင်းများစွာစောက်ရှောက်လာတဲ့သူပဲသူမခုလိုဖြစ်ရတာလူယုံမှတိုက်เสียရတွေကြောင့်ပါကျွန်တော်သူမကိုတိုင်တဲ့စီပြန်ခေါ်သွားပြီးကုသပေးရမယ်ဥဘောကတဟဟရေမောလိုက်သည်သူဤရေတံမှာတောအုပ်တစ်ခုလုံးတုံခါသွားသည်ကုသပေးမယ်ဟုတ်လားမင်းကလူသားတစ်ယောက်ဖြစ်ပြီးဘာကိုမှနားမလည်ဘူးပဲသူမရဲ့ဝမ်းမိုက်ထဲမှာရှိနေတာက
လောကကိုဖျက်ဆီးမဲ့မိစ္ဆာမျိုးစေ့သူမဟာတိုက်ဆောင်တယောက်ရဲ့တစ္ဆာတရားကိုဖောက်ဖျက်ခဲ့ပြီးငါရဲ့တာဝန်ကသူမကိုဖျက်ဆီးပြီးဒီတိုင်တန်းကိုငါကိုယ်တိုင်အုပ်ချုပ်ဖို့ပဲဥပက၏မျိုးလုံးများတွင်လောဘအရေးအယောင်များဖြတ်ပြေးသွားသည်ကိုဖိုးတို့မြင်လိုက်ရသည်ဤဒီမှာတာမန်တိုက်ဆောင်တာဝန်ထက်ပိုနေပြီးဥပကသည်မသောသန္တာ၏အားနည်းချက်ကိုဝင်ကောင်းယူကတိုင်တန်းရဲ့ရှင်သခင်ဖြစ်လာရန်ကြံစည်နေခြင်းဖြစ်သည်ခမမသောသန္တာကိုထိခွင့်မရှိဘူးဖိုးတို့သည်အော်ဟစ်လိုက်ရင်ဆရာကပေးထားသောပရိသေကိုတင်းတင်းဆုပ်ကရှေ့သို့ဆက်တိုးရန်ကြိုးစားသည်သို့သောဥပကလက်ကိုတစ်ချက်ဝေရမ်းလိုက်ုံဖြင့်ဖိုးတို့၏ရှေ့တွင်မြေပြင်မှတစ်မြေကြီးများထွက်ပေါ်လာကလမ်းကိုပိတ်ဆို့ထားလိုက်သည်ငါစကားကိုနားမထောင်တဲ့လူသားမင်းကိုပါငါတတ်ရလိမ့်မယ်ဥပကသည်သူ၏ဓာတ်ရှင်များကိုဆွဲထုတ်လိုက်သည်ဒါတော့မှထွက်ပေါ်လာသောအစိမ်းရောင်လေးတန်းမှာဖိုးတို့၏မျက်လုံးများကိုကျိန်းဆက်သွားသည်ထိုချိန်တွင်ဖိုးတို့၏ရင်ဝင်ထဲ၌တတိလေးနေသောမသောသန္တာသည်ရုတ်တရက်မျက်လုံးများပွင့်လာသည်သို့သောသူမ၏မျက်လုံးများမှာရခင်ကတည်းပုံမနှက်မောင်နေပြီးသူမ၏ကိုယ်ပေါ်မှအမဲရောင်ငွေ့သက်များလည်းပြင်းထန်စွာထွက်ပေါ်လာပြန်သည်ဥဘောကမသနာ၏တံမှာသူမ၏ကိုယ်ပိုင်တံမဟုတ်ပဲသူမအတွင်းရှိမိစ္ဆာ၏အတန်ဖြစ်နေသည်သူမသည်ဖိုးတို့၏ရင်ဝင်ထဲမှရုံထွက်ကမြေပြင်ပေါ်သို့ရပ်လိုက်သည်သူမ၏တပင်များမှာလေထဲသို့ဝင်များကဲ့သို့လှုပ်ရှားနေပြီးသူမ၏ဝမ်းပိုင်မှာလည်းတိတိတတ်တာပုံပုံဖောင်းကားလာသည်ငါ့ကိုဖျက်ဆီးခြင်းတာလားဘိုးဘွားပိုင်နဲ့တိုက်ကိုလိုချင်တာလားမဆောသနာသည်ဥပကသည်တို့ဖြည်းဖြည်းချင်းတိုးသွားသည်ဥပကသည်ခဏတာလုံးဆုပ်သွားတော့လဲသူ၏ဓာတ်ကိုမြောက်ကမသောသနာသည်တို့ပြစ်လို့လိုက်သည်ဓာသည်အရှင်ဟိုပြီးပြေးဝင်သွားတော့လဲမသောသနာကလက်ဖြင့်ဖမ်းလိုက်တော့အခါဓာတော့မှအစနာမကြံကြေမွားသွားလေတော့သည်ဒါမပြစ်နိုင်ဘူးငါ့ရဲ့အသိတိထားကိုမေ့ဘလို့လုပ်ပြီးဥပက၏မျက်နှာတွင်ကြောက်မှုများလွှမ်းမိုးသွားသည်မသောသနာသို့မဟုတ်သူမအတွင်းရှိမိစ္ဆာသည်တဟာရံမောလိုက်သည်မင်းရဲ့စွမ်းကငါ့အတွက်အစာပဲမသောသနာသည်လက်ကိုလှမ်းလိုက်တော့အခါဥပက၏ခန္ဓာကိုယ်မှလေထဲသို့မြောက်တက်သွားပြီးသူ၏ဝိညာဉ်ခွန်အားများမှာမသောသနာ၏လက်ထဲသို့ထိတ်ဝင်သွားကြသည်ဥပကသည်နာကျင်သောအဟိနေတော်လဲမြည်သူများမကင်နိုင်ပြီးခဏကြာတွင်ဥပက၏ပုံရိပ်မှာမှိန်ဖြော့သွားပြီးလေထဲတွင်ပြာဖြစ်ပြောက်ွယ်သွားလေတော့သည်ဖိုးတို့သည်ထိုမြင်ကွင်းကိုကြည့်ရင်ကြောချမ်းသွားရသည်မသောသနာသည်ယခုကသူမကိုသူမထိတ်ချုံနိုင်သောလုံးဝမရှိတော့ပေသူမသည်ဥပကကိုဝါမျိုးပြီးနောက်ဖိုးတို့ဘက်သို့ဖြည်းဖြည်းချင်းလှည့်လာသည်သွေးလိုခြင်းနဲ့မသောသနာ၏မျက်လုံးများမှာဖိုးတို့ကိုစူးစိုက်ကြည့်နေသည်ဖိုးတို့သည်နောက်သို့ထုတ်ရန်ကြိုးစားတော့လဲသူ၏ခြေထောက်များမှာမြေပြင်တွင်ကပ်နေတဲ့ကဲ့သို့လုံမရပေမသောဆန္ဒသည်ဖိုးတို့အနားသို့ရောက်ရှိလာပြီးသူမ၏အေးစိမ်သောလက်များဖြင့်ဖိုးတို့၏လယ်ပွင့်ကိုလှမ်းကင်လိုက်သည်မသောဆန္ဒတတိထားပါဦးကျွန်တော်ဖိုးတို့ပါကျွန်တော်မှတ်မိလားဖိုးတို့ကအသက်ကိုလူရှူရင်ပြောလိုက်တော့လဲမသောဆန္ဒ၏မျက်လုံးများတွင်မူမြည်သည့်အသီးသိမ့်များမရှိတော့ပေသူ၏လက်သည်များကဖိုးတို့၏အရေးပြားတဲ့သို့စတင်နေဝင်နေပြီဖြစ်သည်ထိုချိန်တွင်ဖိုးတို့၏ရင်ဘတ်ထဲမှအဖြူအောင်လေးတစ်ခုပြင်းထန်စွာထွက်ပေါ်လာပြန်သည်၎င်းမှာဆရာခတ်ပေးလိုက်သောပရိသေမဟုတ်ပဲဖိုးတို့၏လက်ပင်တွင်ငတင်ကလေးကဆွဲထားသောရှေးအောင်ကြောက်စိမ့်ဆွဲသည့်လေးဖြစ်နေသည်ထိုဆွဲသည့်မှထွက်ပေါ်လာသောအလင်းရောင်သည်မသောသနာ၏မိစ္ဆာသနာကိုပြင်းထန်စွာတိုက်ခိုက်လိုက်သည်ဖြင့်မသောသနာသည်နောက်သို့လွင့်ဆင်သွားသည်မသောသနာသည်မြေပြင်ပေါ်တွင်လူးလိမ့်နေပြီးသူမ၏ပသက်မှအနက်ရောင်မိခိုးများထွက်ပေါ်လာသည်ဖိုးတို့သည်အခွင့်အရေးကိုအသုံးချကာမသောသနာနာသို့ပြေးသွားပြီးသူမကိုပြန်လည်ပွေ့ချလိုက်သည်ကျွန်တော်တို့တိုင်ထဲကိုရောက်အောင်သွားရမယ်အဲ့ဒီမှာပဲမသောသနာကိုကယ်လို့ရမှာဖိုးတို့သည်မသောသနာကိုချီကာဒေဒီဟောင်းသည်တို့အသွမ်းကုန်ပြေးလေတော့သည်သူ၏နောက်ွယ်တွင်မူတောအုပ်တစ်ခုလုံးမှာထူးဆန်းသောငွေရှိုက်တံများနှင့်အတူလှုပ်ရှားနေတဲ့ဖြစ်သည်ဒေဒီဟောင်း၏အုပ်ရိုးများမှာယခုအခါလာရောင်အောင်တွင်သွေးရောင်လွှမ်းနေသည်ဖိုးတို့သည်ဒေဒီအတွင်းသို့ဝင်လိုက်သည်နှင့်တပြိုင်တည်းမြေပြင်မှအင်ကွက်များမှာလင်းနေလာသည်ကိုတွေ့ရရသည်ထိုအင်ကွက်များ၏အလဲတွင်မူဆရာခတ်သည်အသင်းဆောင်နေ၏ဖိုးတို့မြန်လာတဲ့အချိန်မရှိတော့ဘူးဆရာခတ်၏အတန်မှာအရေးကြီးနေပုံရသည်ဖိုးတို့သည်မသောသနာကိုအင်ကွက်အလဲတွင်ချလိုက်သည်ဆရာခတ်သည်သူ၏လက်ထဲမှအလဲရောင်လက်များကိုထုတ်ကာဂါတာများကိုအချိန်ဟုန်ဖြင့်ရောပတ်လေတော့သည်ဇေဒီအတွင်းရှိလေထုမှတုံခါလာပြီးမသောသနာ၏ဝမ်းပိုင်အတွင်းမှမိစ္ဆာသည်အပြင်သို့ထွက်ရာအနေကန်ရုံးကန်နေသည်။ညသည်မသောသနာအတွက်ရောဖိုးတို့အတွက်ပါကံကြမ္မာ၏အဆုံးဖြတ်ညပင်ဖြစ်လေတော့သည်။ဇေဒီအောင်တွင်ရှိလေထုမှအေးစိမ့်နေရမှရုတ်တရက်ချီဆိုသလိုပွက်ပွက်ဆူနေသောယူနွေကဲ့သို့ပူပြင်းချောက်ကပ်လာသည်။နိုင်ပေါ်ရှိရှေဟောင်းဆေးရပကြီးများမှသွေးနှံကဲ့သို့ညော်နှံများထောက်ပေါ်လာပြီးအုတ်ခဲကြမှရင်ကြီးများမှလည်းမဲနဲ့ကအလောင်ကျွမ်းသွားကြ၏။ဆရာခတ်သည်အင်ကွက်၏အလဲတွင်ဆလွယ်တိုင်းရဲ့လက်ထဲမှအနှဲရောင်ဝက်ဆံတို့ကိုမြေပြင်သို့အားကုန်စိုက်ချထားသည်သူ၏နှုတ်ခမ်းများမှာအဆက်မပြတ်တုံရင်တရက်ဂါရမန္တများကိုအချိန်ုံဖြင့်ရွတ်ပတ်နေတော့လဲနှစ်ဖူးမှဆေးကြလာသောချွေးသက်များမှာသူ၏ဆိုရင်မှုကိုဖော်ပြနေသည်မသောသနာမှာမူအင်းခွက်အလဲတွင်ဝိညွတ်လျက်အသက်ကိုလူရှူနေရရှာသည်သူမ၏ဝမ်းမိုက်မှာရခင်ကားတဲ့နှစ်ဆဆန့်ပုံဖောက်ကားလာပြီးအရေပြအောက်တွင်တစုံတရာသောအကောင်ကြီးကလက်သက်များဖြင့်ကုန်းချင်းနေတဲ့ကဲ့သို့အဖုထေများတိတိတတ်လှုပ်ရှားနေသည်၎င်းမှာဥရေဝါ၏ရုံမှသောယာကားစိတ်နှင့်တိုက်သော၏နာကြည့်မှုလိုပေါင်းစားရမှာဖြစ်တည်လာသောမိစ္ဆာတရေပင်ဖြစ်သည်ထိုတရေသည်ယခုညတွင်လူလောကကိုထွက်ရှိရန်အချိန်ဆင်းနေပြီဖြစ်သည်ဖိုးတို့
မင်းရဲ့ဆွဲသီးကိုမချွတ်နဲ့အဲ့ဒီဆွဲသီးကထွက်တဲ့အလင်းရောင်နဲ့မသောဌာနရဲ့မျက်နှာကိုလှမ်းထုတ်ထားတဲ့အခုငါလုံးနေတဲ့အစီရင်ကဝိညာဉ်အိမ်ချုပ်အစီရင်ပဲအဲ့ဒီမိစ္ဆာကိုသူမရဲ့ခန္ဓာကိုယ်ထဲမှာပဲပြန်ချုပ်ရမယ်အကွယ်ကြီးအပြင်ကိုထွက်လာခဲ့ရင်ငါတို့အားလုံးသိုံနေမကောင်းဘူးဒီနေ့တော့အဲ့ကလူတွေပါဝိညာဉ်ဝါမျိုးချင်းကိုခံရလိမ့်မယ်ဆရာခိုက်ရဲ့အတန်မှာတုံရင်နေတော့လဲပြသားလာသည်ဖိုးတို့သည်ကြောင်းမှုကိုအန်တုကသူ၏လေဘဲမှာကြောင်းသိမ်းဆွဲသည်ကိုလက်ပစ်ဆွဲကန်လေရဲ့မသောဌာနရဲ့နားသို့တိုးသွားသည်ထိုဆွဲသည်မှာထွက်ပေါ်လာသောနိုးနှင်းရောင်လင်းထဲမှာမသောဌာနရဲ့မျက်နှာကိုကြားရောက်သွားသောအခါသူမရဲ့မျက်ဝန်းအိမ်တွင်ရှိသောအ내ရောင်အရင်မြတ်မှာခိတခဏငြိမ်ကျသွားသည်မသောဌာနသတိထားပါဦးကျွန်တော်ကိုကြည့်ပါကျွန်တော်တို့သူမကိုအပြင်ထွက်ကိုမပေးနိုင်ဘူးမင်းတက်တီမွေးပါဦးဖိုးတို့ရဲ့အတန်ကြောင့်မသောဌာနသည်မျက်လုံးများကိုအာယူကာဖွင့်ကြည့်သည်သူမရဲ့မျက်လုံးများတွင်မျက်ရည်များဝိုင်းနေသူမသည်တိုက်တော်တို့အဖြစ်ရာသူနှစ်ပေါင်းများသာဂုံတိတ်ကရှိရှိနေထိုင်ခဲ့တော်လဲယခုကဲ့သို့အနိဋ္ဌာယုံမျိုးနှင့်ရင်သာရမည်ဟုတခါမှမတွေ့ခဲ့ဘူးကွေဖိုးတို့ငါမခံနိုင်တော့ဘူးအထက်ကအကောင်ကငါရဲ့ဝင်းကြီးအစီအနှစ်တွေကိုစုပ်ယူနေပြီသူကအပြင်ကိုထွက်ချင်နေပြီငါ့ကိုတတ်လိုက်ပါတော့ငါ့ကိုဖျက်ဆီးလိုက်မှသာဒီဘေးကလွတ်မှမဖြစ်ဘူးမသောဌာနကျွန်တော်တို့ခမည်းကိုအသိမခံနိုင်ဘူးဖိုးတို့၏စကားကြောင့်ဆရာခတ်ကမျက်မှောင်ကျုပ်ကလှမ်းကြည့်လိုက်သည်ဆရာခတ်၏မျက်လုံးများတွင်ထူးဆန်းသောအရေးအယောင်တစ်ခုဖြတ်ပြေးသွားသည်ဆရာခတ်သည်ဤစီရင်ကိုလှုပ်ဆောင်နေရခြင်းမှာဘာသာများကိုကယ်ရန်ထက်ထုံမိသာတရေဤဆွမ်းအားကိုသူကိုယ်တိုင်သိမ့်ပိုက်လိုသောကြောင့်ဖြစ်ကြောင်းဖိုးတို့မသိရှာပေဆရာခတ်သည်ဥဒေဝထက်ပုံမပန်းတတ်သောပုံမနည်းနည်းသောလောဘကိုပိုင်ဆိုင်ထားသူဖြစ်သည်ဟာမင်းတို့ကတနာစရာကောင်းလိုက်တာစေဒီအတွက်သို့ထူးဆန်းသောအတန်ကြီးတစ်ခုဟိမ့်ထွက်လာသည်ထိုတံမှာမသောသနာ၏ဝမ်းမိုင်အတွင်းမှာထွက်လာခြင်းဖြစ်သည်မသောသနာ၏ခန္ဓာကိုယ်သည်မြေပြင်မှလေထဲသို့တဖြည်းဖြည်းမြောင်းလဲသွားသည်သူမဝတ်သင်ထားသောကချင်စင်လုံးကြီးမှာအပိုင်းပိုင်းပြတ်တောက်သွားပြီးသူမဝမ်းပိုင်းမှာအသားရည်များကဖောက်ထွက်လို့မတက်ပြဲလာသည်ငါဟာအမောင်တို့ရဲ့သားတော်ပဲငါ့ကိုဘလို့အင်းခွက်မှာချုပ်ထားလို့မရဘူးငါရဲ့အဖေဦးဒီဝါဟာငါအတွက်လမ်းခင်းပေးခဲ့ပြီးငါရဲ့မိမသောသနာငါအတွက်အိမ်တော်ပဲအခုငါနိုးထားပြီထိုတန်နဲ့တူမသောသနာ၏ဝမ်းပိုင်းမှာလက်သေးနဲ့အောင်ရှည်လျားသောလက်တစ်ဖက်သည်အသားကိုဖောက်ထွက်ကထွက်ပေါ်လာသည်သွေးသိမ်းရှင်ရင်များအင်းခွက်ပေါ်သို့ကြားရောက်သွားသောအခါဆရာခတ်၏အစီရင်များမှာချက်ချင်းသို့သလိုပြက်ပြဲကုန်ကြသည်ဆရာခတ်သည်နောက်သို့လွတ်ဆင်သွားပြီးနိုင်အနေဆောင်ကတတိလက်တလောက်ဖြစ်သွား၏ဘိုးတို့သည်ကြောင်းလုံးသဖြင့်အော်ပင်မအော်နိုင်တော့ပြီသူသည်မသောသနာကိုကြည့်လိုက်သောအခါသူမ၏မျက်နှာမှာနာကျင်မှုကြောင့်ရှုံးမဲ့နေပြီဝိညာဉ်ခန္ဓာမှာဖြည်းဖြည်းချင်းလွင့်ပြေသွားနေသည်ကိုတွေ့ရသည်ဘိုးတို့မင်းရဲ့ဆွဲသည်ကိုငါရင်ဘက်ပေါ်တင်လိုက်ပါအဲ့ဒါမှငါတို့အတူတူသိနိုင်မှာမြန်မြန်လုပ်ပါမသောတနာကအသက်ငယ်နေသောအတန်ဖြင့်ပြောလိုက်သည်ဘိုးတို့သည်သူမ၏အနာသို့တိုးသွားသည်တတိပြန်ရလာသောဆရာခတ်ကအဟွဲလိုက်သည်မလုံးနဲ့ဘိုးတို့အဲ့ဒီဆွဲသည်ငါ့ကိုပေးငါအဲ့ဒီမိသားကိုနှိမ့်နေရမယ်သူမင်းလုံးရဲ့အားလုံးပြည့်စည်ကုန်လိမ့်မယ်ဆရာခတ်သည်လောဘသောဖြင့်ဘိုးတို့စီသို့ပြေးဝင်လာသည်သူသည်မိသားတရေကိုဖျက်ဆီးလိုခြင်းမဟုတ်ပဲဘိုးတို့၏ဆွဲသည်အတွင်းရှိရှေးအောင်အစွမ်းကိုအသုံးချကမိသားကိုသူ၏အစီကံအဖြစ်ပြောင်းလဲလိုခြင်းဖြစ်သည်ဘိုးတို့သည်ဆရာခတ်၏အကြံကိုရိပ်မိသွားသည်သူသည်ငယ်စဉ်ကလေးကတိုင်တန်းနှင့်ပတ်သက်သောအိမ်မမြောက်ကိုမကြာခဏမခဲ့ဘူးပြီးသူ၏ဘိုးဘများမှာဤတိုင်တန်းကိုမစောဌာနနှင့်အတူတည်ထောင်ခဲ့သောသူများဖြစ်ကြောင်းတည်ထားသည်ဤသောသည်မှာလည်းတိုင်တန်း၏သစ္စာတရားကိုထိန်းသိမ်းရန်အတွက်ပေးရထားသောအရာဖြစ်သည်ရှင်တို့အားလုံးလောဘသားတွေပဲကျွန်မဘသူကမှမယုံတော့ဘူးဘိုးတို့သည်ဆရာကကိုနှုတ်မှလိုက်ပြီးမသောဌာနရင်မပေါ်သို့ကြောက်သိန်းသည်ကိုအားကုန်ဖိချလိုက်သည်ထိုခိုင်းတဲ့တွင်ဇေဒီယောင်းတစ်ခုလုံးနေခဲ့ဘက်ကသို့လင်းနေသွားကပြင်းထန်သောဘောက်ဝဲမှုကြီးတစ်ခုဖြစ်သွားခဲ့သည်မေသာတရီနာကျင်သောအော်ဟိတန်သည်ပေါ်ပါတော့ခြေတစ်ဝိုင်လုံးတုံခါသွားသည်မသောသနာ၏ခန္ဓာကိုယ်အတွင်းမှာအလဲရောင်မြေခိုးများမှာထိုလင်းရောင်အောက်တွင်အေးပြောသွားကြသည်ဆရာခမမူထိုလင်းတံကိုမခံနိုင်ပဲမျက်စိများကွယ်သွားကမြေပြင်ပေါ်သို့လူးလိမ့်နေ၏ခဏကြာတွင်အလုံးလက်ထိပ်သွားသည်ဇေဒီတွင်၌မြေခိုးများသာအကြံရတော့သည်ဖိုးတို့သည်မျက်လုံးများကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သောအခါမသောသနာသည်သူမ၏မူလနတ်သမီးရုပ်အတွင်ဖြင့်မြေပြင်တွင်လဲလျောင်းနေသည်ကိုတွေ့ရသည်သူမ၏ဝမ်းပိုင်မှာပြန်လဲချက်ရသွားပြီးမိသားငွေသည်များမှာလုံးဝပျောက်ကွယ်သွားပြီဖြစ်သည်သို့သောသူမ၏ခန္ဓာကိုယ်မှာမူရခင်ကားတဲ့ပုံကိုကြည်နေပြီးပျောက်ကွယ်လူနီးပါးဖြစ်နေ၏ဖိုးတို့မင်းငါ့ကိုကယ်နိုင်ခဲ့ပြီဒါပေမဲ့ငါရဲ့အချိန်တွေကကုန်ဆုံးသွားပြီဒီတိုင်တန်းရဲ့ဝကြွေးတွေကအခုတော့ပြီးဆုံးသွားပြီမင်းဟာဒီတိုက်ရဲ့စစ်မှန်တဲ့ဆက်ခံသူပဲမသောသနာသည်ဖိုးတို့၏ပါးကိုအသာရထိလိုက်သည်သူမ၏လက်သည်အေးစိမ်ခြင်းမရှိဘဲနှွေးထွေးသောခံစားချက်ကိုပေးထမ်းသည်ကျွန်တော်ခမည်းနဲ့လိုက်ခဲ့ခြင်းနဲ့မသောသနာမဖြစ်ဘူးဖိုးတို့မင်းမလုံးဝမဲ့တာဝန်တွေရှိသေးတယ်ဒီတိုင်းထဲမှာရှိတဲ့ရွှေငွေတွေကိုမင်းကောင်းမွန်တဲ့နေရာမှာအသုံးချပါငါကတော့အခုမှပဲငြိမ်းချမ်းရတော့မယ်မသောသနာ၏ပုံရိပ်သည်လေထဲတွင်တဖြည်းဖြည်းလွင့်ပြေသွားသည်ဓမ္မနဲ့တူဇေဒီအနှွေးရှိအမောင်တို့များမှလည်းတဖြည်းဖြည်းပျောက်ကွယ်သွားပြီးအာယုံဦး၏အလင်းတန်းများမှာဇေဒီအမိုးပေါက်မှတဆင့်အတွင်းသို့ဖြာချလာသည်
ဆရာခန့်မှမူယူသွတ်သွားကဇေဒီအပြင်သို့အော်ဟစ်ပြေးထွက်သွားလေသည်ဖိုးတို့သည်ဇေဒီလည်းတွင်တယောက်လေးကြံရင်ခဲ့သည်သူ၏လက်ထက်မှမသောသနာထားရခဲ့သောတိုင်၌သောချက်ဖြစ်သည်ရှောင်ပရိသတ်လေးတစ်သိကိုသာဆုပ်ကင်ထားမိနေသည်ညောင်တော်ရလေးသည်ပြန်လည်ငြိမ်းချမ်းသွားတော်လဲဖိုးတို့အတွက်မူဤခီးစဉ်မှာအစာပြိုးခြင်းသာရှိပါသေးသည်သူသည်တိုင်၌လှုပ်ဝဲချက်များကိုမြည်သို့ဆက်လက်ထိမ့်သိမ့်မိနီဥရိဝါယဝိညာဉ်မှာရောအမှန်တကယ်ပြောက်ကွယ်သွားပြီလားဇေဒီဟောင်းတွင်၌မြေကိုဝေဝါသောအာယုံလင်းနှံတို့သည်ပျက်စီးယိုယွင်းနေသည့်အုံနိုင်ရများကြားမှထိုးဝင်လာကြကုန်၏ဖိုးတို့သည်မိမိလက်ဖွားပေါ်ရှိရွှေရောင်တစ်ဖိတ်ဖိတ်တောင်းနေသောပရိသေတွေကိုငေးကြည့်ရင်ကြောက်လျောက်ကဲ့သို့ငြိမ်သက်နေမိသည်မသောသနာ၏ပုံရိပ်သည်လေထဲ၌ကွယ်ပြောက်သွားခဲ့ပြီဖြစ်တော်လဲသူမ၏နှွေးထွေးသောလက်ချောင်းတို့၏အတွေ့အထိမှဖိုးတို့၏ပါးပြင်းထမှကြံရင်းနေသည်ဟုထင်မှတ်ရသည်ဤပရိသေသည်တာမန်ယရနာတစ်ခုမဟုတ်ပဲတန်တဲ့တစ်ခုလုံး၏သက်ဝိညာဉ်နှင့်တည်မြဲမှုတို့ကိုကိန်းအောင်နေသောတန်တဲ့မြုံဝန်းပင်ဖြစ်သည်ဖိုးတို့သည်တပြင်းတစ်ချက်ကိုခပ်ပြင်းပြင်းလေးချလိုက်သည်၎င်း၏စိတ်ထဲတွင်ဝမ်းနည်းမှုနှင့်ထူးဆန်းသောတာဝန်သီးစိတ်တစ်ခုကလည်းအမြင့်တွယ်လာ၏ထိုစဉ်ဇေဒီ၏နှဆိုင်လာသောဂူတွင်းမှတကြီးကြီးနှင့်အုတ်ခဲချင်းပွတ်တိုက်တယ်များထွက်ပေါ်လာသည်ဖိုးတို့သည်လက်ပြက်ကအတန်လာရောက်ကိုကြည့်လိုက်သောအခါမသဒနာလက်လျောင်းခဲ့သည့်နေရာမှာမြေပြင်သည်တဖြည်းဖြည်းနေဆင်းသွားကအမှောင်ဖုံးနေသောလှိုင်ကောင်းဝတစ်ခုပေါ်ထွက်လာသည်ကိုတွေ့လိုက်ရသည်ဒါတိုင်နှင့်အစစ်မှန်တကားပဲဖြစ်ရမယ်ဖိုးတို့သည်မိမိကိုမိမိရေရောလိုက်မိသည်အပေါ်ရန်နှင့်မြင်တွေ့ခဲ့ရသောရှင်ငွေရတနာများမှာလူသားတို့၏လောဘကိုစမ်းသပ်ရန်ခြားထားသည့်အရာများသာဖြစ်ကြောင်းအစစ်မှန်လိုအပ်ချက်များမှာဤမြေရောက်မှာနှဆိုင်သောနေရာ၌သာရှိကြောင်းသူရိမ့်မိလိုက်သည်သူသည်လက်ထက်ရှိရွှေပရိသေကိုတင်းတင်းဆုပ်ကန်ကထိုလှိုင်ကောင်းဝါစီသို့ဖြည်းဖြည်းချင်းတိုးသွား၏အောက်ဘက်မှတိုးထွက်လာသောလေသည်အလုံးမေးအေးစိမ့်လာပြီးပန်းနှံများကဲ့သို့ထူးခြားသောရနံများကနှာခေါင်းထဲသို့စိမ့်ဝင်လာသည်ဖိုးတို့သည်စိတ်ကိုတင်လာပြီးလေကလေးများအတိုင်းဆင်းလာသည်အောက်သို့ရောက်လေလေပတ်ဝန်းကျင်မှာခြင်နေသောလင်းအောင်များဖြင့်ပြည့်နေလာလေလေဖြစ်သည်ထိုလင်းအောင်တို့သည်မြည်သည့်ဒီမှထွက်ပေါ်လာခြင်းမရှိဘဲနံရံတွင်ကတ်တွယ်နေသောထူးဆန်းသည့်ကြောက်ခဲများမှာထွက်ပေါ်နေခြင်းဖြစ်သည်လှိုင်ကောင်း၏အစုံတွင်ခမ်းနားထဲဝါလာသောခမ်းမဆောင်ကြီးတစ်ခုရှိနေသည်ထိုခမ်းမဆောင်၏အလဲတွင်စကြင်ကြောင်းပြူများဖြင့်တိဆောက်ထားသောပလင်တစ်ခုရှိပြီးပလင်ပေါ်၌အသက်မဲ့နေတဲ့ကဲ့သို့ငြိမ်သက်နေသောအမျိုးသားတဦးထိုင်နေသည်ကိုတွေ့ရသည်ထိုသူကအခြားသူမဟုတ်မသောသာနာ၏အထက်တွင်ရှိသောတိုင်တန်းကိုစတင်တည်ထောင်ခဲ့သည့်တိုက်ချုပ်မင်းကြီးဦးမြတ်ကျော်ပင်ဖြစ်သည်မင်းရောက်လာပြီလားငါရဲ့အနွယ်တော့မင်းကြီးရဲ့မျက်လုံးများမှာပွင့်မလာတော့လဲအတန်မှာအခန်းတစ်ခုလုံး၌ပဲ့တင်ထပ်သွားသည်ဖိုးတို့သည်ထိတ်လန့်သွားကဒူးထောက်လိုက်မိကျွန်တော်ဖိုးတို့ပါရှင်မင်းမသောသာနာကိုကူညီဒီကိုရောက်လာတာပါငါအားလုံးကိုသိတယ်မသောသာနာဟာသူမရဲ့ဝေကျွေးကိုကြည်အောင်ဆက်သွားနိုင်ခဲ့ပြီဒါပေမဲ့ဥရိဝါချန်နာခဲ့တဲ့မိစ္ဆာအစိမ်းငွေတွေကဒီတိုင်တန်းရဲ့အမြင့်ကိုတိုက်စားနေတယ်မင်းယူလာတဲ့အဲ့ဒီပရိသေဟာဒီတိုက်ကိုပြန်လဲကုသနိုင်တဲ့တခုတည်းသောအရာပဲမင်းကြီးဒီဖြည်းဖြည်းချင်းမျက်လုံးများကိုဖွင့်လိုက်သည်ထိုမျက်လုံးများမှာသမုဒ္ဒရာကဲ့သို့နှက်ဆိုင်လာပြီးအစွမ်းတက်တိများပြင်းနေနေ၏ဒါပေမဲ့ဖို့တော့မင်းကငါသတိပေးရမယ်မင်းဒီပရိသေကိုပလင်မှာလာတင်လိုက်တာနဲ့မင်းဟာလူသားဘဝကိုလုံးဝဆွန့်လွတ်ရလိမ့်မယ်မင်းဟာဒီတိုင်တန်းရဲ့အရှင်သခင်အဖြစ်မသောသနာရဲ့နေရာမှာအစားထိုးဝင်ပြီးနှစ်ပေါင်းရာချီစောင့်ကြရလိမ့်မယ်မင်းရဲ့မိသားစုမင်းရဲ့ယာသားတွေနဲ့မင်းထာဝရခွဲခွာရလိမ့်မယ်မင်းအဲ့ဒီလောက်ထိနဲ့နာခံနိုင်မလားဖိုးတို့ရဲ့ရင်ထဲတွင်တုံလို့သွားရသည်သူသည်ယူသားသောယာသားတဦးသာဖြစ်သည်သူ၏အဖွားဒေါ်လာမင်းကိုလည်းတန်ရောတင်ကြီးလာသည်သို့သောသူ၏နောက်ွယ်ရှိညောင်မင်းသားယာသားများ၏အသက်ဘေးမသောဆန္ဒဆုံးလုပ်ခဲ့သောအနစ်နာခံမှုတို့ကိုတွေးတော်မိလိုက်သောအခါသူ၏စိတ်မှာခိုင်မာသွားသည်ကျွန်တော်သဘောတူပါတယ်ရှင်ဒီတိုင်တန်းကြောင့်ဘယ်လူသားမှဒုက္ခမရောက်စေရဘူးဆိုတဲ့ကတိကိုကျွန်တော်ခံယူရမယ်ဖိုးတို့သည်ပရိသေကိုကိုင်ကပလင်ဒီတို့တို့သားသည်ထိုချိန်တွင်ခမ်းမတော်၏အဝင်မှာယူသို့သောရေတံကြီးတစ်ခုထွက်ပေါ်လာ၏မင်းတို့ကကစားပွဲကိုအဆုံးသတ်ချင်နေကြတာပဲဒါပေမဲ့ငါတော့အခုမှစမှာအဝင်ဝါ၌ရက်နေသူမှာဆရာခတ်ဖြစ်သည်သို့သောသူ၏ရုပ်သွင်းမှာလူသားနဲ့လုံးဝမတူတော့ပြီသူ၏မျက်နှာမှာမူပုတ်သွင်းနေပြီးမျက်လုံးများမှာသွေးအောင်လွှမ်းနေသည်ဆရာခတ်၏ခန္ဓာကိုယ်အတွင်း၌ဥဒေဝါ၏ဝိညာဉ်အကျွမ်းကြံများနှင့်မိသားမျိုးသည့်အစိမ့်ဝင်များစိတ်ဝင်ပူကနေပြီဖြစ်ကြောင်းမင်းကြီးကချက်ချင်းရိမ့်မိလိုက်သည်ဆရာခတ်မင်းလူသားဘဝကိုဖျက်ဆီးလိုက်ပြီပဲမင်းကြီးကအေးစိတ်သာပြောလိုက်တော့လေဆရာခတ်သူမဟုတ်မိသားပူကနေသောသူသည်ဂယုမဆိုင်ပြီသူ၏လက်ထဲတွင်အနက်ရောင်လောကီတစ်မြောင်ကိုကင်ထားပြီးဖိုးတို့ဒီကိုတုံလို့ပြင်းဝင်လာလေတော့သည်အဲ့ဒီပရိသေကိုငါ့ကိုပေးတယ်ငါဒီကဘာဥကရေကအရှိခဲ့တဲ့အမောင်တို့ရဲ့အရှင်သခင်ပဲမင်းတို့လိုတိုက်ဆောင်နေငါရှိမှလူထောက်ရမယ်ဆရာခက်ဤတောင်မှထွက်လာသောအမဲရောင်လင်းနှမ်းများသည်ဖိုးတို့ကိုထိမှန်လူနီးပါးဖြစ်သွားသည်ဖိုးတို့သည်ချောင်းလိမ့်လိုက်တော့လေအရှင်ကြောင့်နောက်သို့လဲကျသွားလေလက်ထဲမှာပရိသေလေးမှမြေပြင်ပေါ်သို့လွှဲထင်သွားသည်မဖြစ်ဘူးဖိုးတို့သည်ပရိသေကိုမိရပြန်ဖမ်းရန်ကြိုးစားသည်ဆရာခက်ကသူ၏ခြေထောက်ကိုအတင်းဆွဲလိုက်သည်ဆရာခက်၏လက်များသည်တံမူကြီးများကဲ့သို့ဖိုးတို့၏အသားကိုလောင်ကျွမ်းတည်လျက်ရှိသည်ဤခိုက်တံသည်တိုင်တိုင်းကံကြမ္မာကိုအဆုံးရပေးမည်အခိုက်တံပင်ဖြစ်သည်
မင်းကြီးသည်သူ၏ဆွမ်းကိုဆိုသည်ကဖိုးတို့ကိုကူညီရန်ပြင်လိုက်တော်လေမိသား၏ညို့ကပုံပုံပြင်းထန်နေသည်ဖိုးတို့မင်းရဲ့နှလုံးသားထဲမှာသစ္စာတရားကိုသုံးသန်းမင်းရဲ့ဘိုးဘေးတွေရဲ့သွေးကိုနှိုးထားသေးတယ်မင်းကြီးဟဲရောက်တဲ့ကအခမ်းပါတစ်ခုလုံးကိုတုံခါသွားသည်ဖိုးတို့သည်သူ၏အတွင်းစိတ်ကိုစူးစီးလိုက်သည်သူ၏ကြောက်မှုကိုဖယ်ရှားကမသောတနာရဲ့ပြုံးကိုမြောင်လိုက်၏ထိုခဏ၌သူ၏ရင်ဘတ်ထဲမှလွတ်လွတ်သောသွမ်းရည်တစ်ခုတိုးထွက်လာပြီးသူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်ရွှေရောင်လင်းများဖြင့်လွှမ်းခြုံသွားလေသည်သူသည်ဆရာခတ်၏လက်ကိုခါထုတ်လိုက်ပြီးလွတ်နေသောပရိသေကိုလေထဲ၌ပင်ဖမ်းယူလိုက်သည်ထို့နောက်အာကုံသုံးကပလင်ပေါ်ရှိအပေါင်းငယ်တစ်ခုအတွင်းသို့ပရိသေကိုထဲလိုက်လေတော့သည်ပြင်းထန်လာသောဘာဝမကြီးတစ်ခုဖြစ်ပွားကခမ်းမတော်တစ်ခုလုံးလည်းနေကဲ့ဘက်ကဲ့သို့လင်းထိန်သွားသည်ဆရာခတ်၏ခန္ဓာကိုယ်အတွင်းမှအနေရောက်ဝန်းကျင်ထိုးကြည့်သည်ငါကျင်သောအော်ဟစ်ကလွတ်ထွက်သွားပြီးပြားပြပြောက်ွယ်သွား၏ဆရာခတ်၏အသွေးသားမှလည်းထိုအလင်းအောက်တွင်ကျင်းမပျက်စီးသွားလေတော့သည်အရာအလုံးပြန်လည်းတိတ်ဆိတ်သွားသောအခါဖိုးတို့သည်ပလင်ရှက်တွေဒူးထောက်လေးရဲ့ရှိနေတဲ့ဖြစ်သည်သို့သောသူ၏ခန္ဓာကိုယ်မှာရခင်ကဲ့သို့အသွေးသားဖြင့်တည်တော်ထားခြင်းမဟုတ်ဘဲကြည်တင်သောဝန်းကျင်အလင်းများဖြစ်တည်နေပြီဖြစ်သည်မင်းအောင်မြင်ပြီဖိုးတော်အခုကစားပြီမင်းဟာဒီတိုင်တန်းရဲ့အရှင်သခင်ဥဖိုးတော်ပဲမင်းရဲ့တာဝန်ကဒီနေ့ကစားပြီးစတင်ပြီမင်းကြီးပုံရိပ်မှာလည်းတဖြည်းဖြည်းချင်းကွယ်ပြောင်းသွားပြီးခမ်းမဆောင်ကြီးမှာဖိုးတော်အတွက်တက်တောင်တက်တာရှိနေသောနန်းတော်တို့ဟုအဖြစ်ပြောင်းလဲသွားသည်ဖိုးတော်တို့မဟုတ်ဖိုးတော်သည်တိုင်တန်း၏အဝိဒ္ဒတာများကိုဝတ်ဆင်ထားလျက်ဒီရီအောင်၏အပေါ်သို့လှမ်းကြည့်လိုက်သည်မျက်မြင်လောကတွင်အာယုန်တက်နေပြီဖြစ်သည်သူ၏အဖွားဒေါ်လာမေသည်ရွာထဲ၌သူ့ကိုရှာဖွေနေမည်ကိုသူသိတော်လဲသူသည်နောက်သို့ပြန်လှည့်၍မရတော့ပြီသို့သောသူ၏ရင်ထဲ၌ငြိမ်းချမ်းမှုတစ်ခုရှိနေသည်သူသည်မိမိအသက်ကိုစရိပ်၍လူသားပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပြီမသောတနာ၏ဝိညာဉ်သည်လည်းယခုအခါမြင့်မြတ်သောဘုံတစ်ခုသို့ရောက်ရှိနေပြီဖြစ်လိမ့်မည်ဟုသူယုံကြည်နေသည်ဒီရီအောင်အောက်ခြေရှိလှုပ်ဝဲနန်းဆောင်အတွင်း၌အချိန်နာရီတို့၏လေပတ်မှုသည်မျက်မြင်လောကနှင့်လုံးဝကွဲပြားခြားနားလျက်ရှိသည်ဥဖိုးတို့ကိုဖိုးတို့သည်စင်ကြောက်သူပလင်ပေါ်ထက်၌ထိုင်နေရင်သူ၏ပြောင်းလဲလာသောအာယုံခံစားမှုကိုတန်တော်လေးလာနေမိသည်သူ၏ခန္ဓာကိုယ်သည်ရခင်ကကဲ့သို့အသားအသွေးအယိုးတို့ဖြင့်ဖွဲ့စည်းထားခြင်းမဟုတ်တော့ပဲကြည်တင်ဝင်းပါသောဝိညာဉ်အလင်းတန်းတို့ဖြင့်ထုစစ်တဲ့ကဲ့သို့ဖြစ်နေသည်သူ၏အမြင်အာယုံသည်လည်းစေရီနာယဘောကိုဖောက်ထွင်း၍အပြင်ဘက်သို့တောအတွင်ရှိတပ်ပင်များ၏အမြင့်တွယ်ပုံမြေအောက်ရည်စည်းကြောင်းများနှင့်ကောင်းကင်ယံမှလွတ်မြတ်နေသောဝိညာဉ်ဆွမ်းများကိုပါအသေးစိတ်မြင်တွေ့နေရလေသည်ယခုခါသူသည်ညောင်ဝေသာရွာမှယူသားသောလူငယ်လေးသာမဟုတ်တော့ပေသူကနှစ်ပေါင်းရာရှိတန်းရှိသောဒုက္ခအနာကြီးများပြီးတိုင်တန်းတစ်ခု၏အရှင်သခင်ဖြစ်လာခဲ့ပြီသို့သောဤရာတို့နှင့်အတူပါလာသောတာဝန်မှာအလွန်ပင်ကြီးမားလာသည်သူ၏ရင်ပတ်အတွင်း၌ကိန်းအောင်နေသောရွှေရောင်ပရိသီသည်တိုင်တန်းအတွင်းရှိရွှေငွေရတနာများကိုစောင့်ရှောက်ရန်သာမကဤနယ်မြေအတွင်းရှိဝိညာဉ်လောကနှင့်လူလောကအကြားမျှချေကိုထိန်းညှိပေးရန်အတွက်လည်းအရေးပါလာသည်အရှင်အပြင်မှာအခိုးငွေတွေမှောင်နေပြီအမောင်ရင်ထဲမှာတိုးညင်သောအတန်တစ်ခုထွက်ပေါ်လာသည်၎င်းမှာမသောသနာ၏လက်ထက်ကလေးကအမှုတော်ထမ်းခဲ့သောဝေမာနိကပိဋ္ဌာဝကြီးဖိုးအင်းပင်ဖြစ်သည်ဖိုးအင်းသည်ကုန်းကုန်းကွားကွားဖြင့်ဥဖိုးတော်၏ရှင်၌ဒူးထောက်လိုက်၏ဘာတွေဖြစ်နေတာလဲဖိုးအင်းငါ့ကိုအမှန်တိုင်းပြောသမ်းဥဖိုးတော်၏အတန်မှာရခင်ကားထက်ပုံမတင်ငိမ့်လေးနေနေသည်သူသည်ပလင်ပေါ်မှာထားလိုက်သောအခါသူ၏ဝိယုံဖြူမှာလေထဲ၌လွင့်မြန်သွားတဲ့ကဲ့သို့ရှိနေသည်ဥရိဝါရဲ့ဝိညာဉ်ဟာငရဲကိုမရောက်သေးဘူးအရှင်သူဟာတည်ဆုံးသွားတဲ့အချိန်မှာမိစ္ဆာမျိုးစေ့ရဲ့အစိမ့်ငွေတွေကိုအညှိုးအတင်းနဲ့အတူစုပ်ကန်ခဲ့တယ်အခုသူဟာအာဃာတဝိညာဉ်အဖြစ်ပြောင်းလဲပြီးပုပ္ပတောင်ရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့ကြောက်ကူစားထဲမှာခိုအောင်နေတယ်သူဟာအမောင်လောကသားတွေကိုစူးစီးနေပြီးဒီတိုင်တန်းကိုပြန်လဲတိုက်ခိုက်ဖို့ပြင်ဆင်နေပါတယ်ဘိုးဘိုးတို့သည်မျက်မှောင်ကျုပ်လိုက်သည်ဥရိဝါရဲ့အညှိုးတင်းမှာဤမြအထိပြင်းထန်လိမ့်မည်ဟုသူမထင်ထားခဲ့ပေမိမိကိုမိမိသရေ၍မိစ္ဆာကိုတတ်ခဲ့သည်ဟုထင်ရတော့လေအစစ်အမှန်မှမူဥရိဝါသည်ပုံမကြီးမားသောဆွမ်းအားကိုရရှိရန်အတွက်လျှောက်ကတစ်ခုစင်ကြယ်ခြင်းသာဖြစ်ပေမည်ဒါဆိုဆရာခက်ကရောသူအမှန်တကယ်တည်ဆုံးသွားတာသေချာရဲ့လားဆရာခက်ရဲ့အသွေးသားကတော့ပျက်စီးသွားပါပြီဒါပေမဲ့သူ့ရဲ့နာကျင်နေတဲ့ဝိညာဉ်ကိုဥရိဝါသိမ့်ပိုက်လိုက်တယ်အခုဆရာခက်ဟာဥရိဝါရဲ့လက်ပါစီမိစ္ဆာစစ်သူကြီးတဦးအဖြစ်ရှိနေပါတဲ့အရှင်ဘုန်းကြီးစကားကြောင့်ဥဖို့တို့သည်ဆွေးသိမ်းများဖြစ်ပေါ်လာသည်သူသည်လူသားဘဝကခင်မင်ခဲ့သောရွာသူရွာသားများကိုပြန်လည်သတိရလိုက်သည်အကယ်၍ဥရိဝါနှင့်ဆရာခက်တို့ပူးပေါင်း၍တိုက်ခိုက်လာပါကညောင်မင်းသားရွာမှပထမဆုံးသားကောင်ဖြစ်သွားနိုင်၏ထိုချိန်တွင်ပုပ္ပတောင်၏မြောက်ဘက်ခြမ်းမှာအမောင်တီဖုံးနေသောထိတ်လန့်ဝဲရာအစီရင်တစ်ခုဖြစ်ပွားနေသည်ကိုတွင်၌အ내ရောင်ဖျောင်းနိုင်မှာထောင်ကြီးထွန်းကြီးထားပြီးအလဲကြီးကြောက်သာတပွဲပေါ်၌ဥရိဝါ၏ဝိညာဉ်ပုံရိပ်မှာမိခိုးဝင်များအလားဝေဝါးစွာပေါ်ထွက်နေသည်ဥရိဝါ၏မျက်နှာမှာရခင်ကဲ့သို့လူသားရုပ်တွင်မဟုတ်တော့ပဲတဝက်မှာအယိုးစုပုံစံတဝက်မှာမိလောင်ကျွမ်းနေသောအသားသားများဖြင့်ကြောင်းဖွယ်ရာကောင်းလာသည်သူ၏ရှင်း၌မူဒူးထောင်နေသောဆရာကဲ့၏ဝိညာဉ်မှာအ내ရောင်၆ဝက်သားများဝတ်ဆင်ထား၏ဆရာကြီးကျွန်တော်တို့ဘယ်နေစားတယ်မှာလဲ
ဆရာခိုင်တံမှာမြေအောင်ခန့်အတွင်း၌ပဲ့တင်ထက်သွားသည်ဦးလေးဝါသည်တဟားဟားရေမောလိုက်သည်အလောင်းမကြီးနဲ့ခက်အခုတိုင်တန်းကိုအုပ်ချုပ်နေတာကဟိုကောင်လေးဖိုးတော့ပဲသူကတိုက်ဆောက်တောင်ဝင်ကိုအခုမှစယူလာဆိုတော့အတွေ့အကြုံမရှိသေးဘူးငါတို့ကဝင်းကျင်အစိတ်ကိုသုံးပြီးရောင်းမသွားရောက်ကိုအရင်တိုက်ခိုက်မယ်ရွာသားတွေဒုက္ခရောက်တာကိုမြင်အဲ့ဒီကောင်လေးတိုင်တန်းတွေကထွက်လာလိမ့်မယ်အဲ့ဒီအချိန်ဟာတိုင်တန်းရဲ့အကာအကွယ်အင်းတွေအားနေတဲ့အချိန်ပဲအဲ့ဒီအချိန်မှာငါတို့တိုင်တန်းကိုအပိုင်သိမ်းမယ်ဝိရဝါကြီးအစီအစဉ်မှာအလိုပင်ရုံမာလာသည်သူသည်ဖိုးတို့၏စိတ်နှလုံးနူးညံ့မှုကိုအသုံးချကာတိုင်တန်းကိုရောက်ရန်ကြံစီနေခြင်းဖြစ်သည်သူသည်လက်ထဲမှနှစ်ယောက်လောကီတို့ကိုဝေယမ်းလိုက်သောအခါဂူအတွင်းမှာထောင်ပေါင်းများစွာသောဒင်းတို့အကြီးမှအပြင်ဘက်သို့တဟုန်တို့ပြန်ထွက်သွားကြသည်ထိုလင်းတို့များ၏ခန္ဓာကိုယ်တွင်ဝိညာဉ်အစိမ်များတည်ဆောင်သွားကြပြီးသူတို့သွားလေရာတွင်ယောဂသူများတည်ခြင်းတရားများကိုဖြန့်ဝေပေးကြလိမ့်မယ်။ရောင်မသားရွာ၏ညသည်တိတ်ဆိတ်ငြိမ်သက်နေသည်သို့တော်လည်းအင်ကောင်မှုများပေါ်လင်းတို့အကြီးများကြောက်လာသောအခါရွာသားများမှထူးဆန်းလာသောအိမ်မက်ဆိုးများကိုစတင်မဲ့ကြတော့သည်။ဒေါ်လာမေသည်အိမ်မက်ထဲ၌သူ၏မြေပြည်သူဖိုးတို့ကသူ့ရိုင်ထဲတွင်လဲလျောင်းနေသည်ကိုမြင်တွေ့ကလန်နိုးလာ၏။ဖိုးတို့ငါမီးလေးမင်းဗမာလေဒေါ်လာမေသည်အမောင်ထဲ၌ဆန်းတော်ဝါပြင်ထားလိုက်စဉ်အိမ်အပြင်ဘက်မှထူးဆန်းသောချောင်းစိုးတံများကိုကြားလိုက်ရသည်သူသည်ပြရဲပေါက်မှချောင်းကြည့်လိုက်သောအခါအိမ်နီးနားချင်းများမှအိမ်ပြင်သို့ထွက်လာကြပြီးသူတို့၏မျက်နှာများမှာဖြူပြော့ကမျက်လုံးများမှလည်းအဝါရောင်တန်းနေသည်ကိုတွေးလိုက်ရသဖြင့်ကြောချမ်းသွားရလေသည်ဒါဘာတွေဖြစ်နေတာလဲရသားများသည်တစုံတဦး၏စေကိုင်းမှုကိုခံရတဲ့ကဲ့သို့စူယုံလာကြပြီးတောသားကြီးစေဒီဟောင်းစီတို့ဥတီ၍လမ်းလျှောက်နေကြသည်သူတို့၏ခြေလမ်းတိုင်းသည်အသက်မဲ့နေတဲ့ကဲ့သို့ရှိပြီးဗဒမ်းမှလည်းဥတွေဝကျွန်တော်တို့လာပါပြီဟူတီတို့ရွတ်ဆိုနေကြ၏တိုင်ထဲအတွင်းမှနေ၍ဤဖြစ်ပျက်ကိုမြင်တွေ့နေရသောဥဖို့တို့သည်ရင်ထဲ၌ပူလောင်သွားရသည်သူသည်ပလင်ပေါ်မှဆင်းကစေဒီအထက်သို့တက်ရန်ပြင်ဆင်လိုက်တော်လဲဖိုးရင်းကတားမြစ်လိုက်အရှင်မသွားပါနဲ့ဦးဒါဥရိဝါဆင်ထားတဲ့ထောင်ချောက်ပဲအရှင်အပြင်ကိုထွက်သွားရင်တိုင်တန်းရဲ့အကာအကွယ်တွေပြည့်စည်သွားလိမ့်မယ်အဲ့ဒီအချိန်မှာဥရိဝါကတိုင်တန်းထဲကိုဝင်လာပါလိမ့်မယ်ဒါပေမဲ့ဖိုးရင်ငါရဲ့အဖွားနဲ့ရွာသားတွေကိုဒီတိုင်းကြည့်မနေနိုင်ဘူးငါသူတို့ကိုကဲရမယ်ငါတိုက်ထောက်တယောက်တင်ဖြစ်အောင်မကဘူးသူတို့ရဲ့ဆွေမျိုးတယောက်လည်းဖြစ်နေတော့မယ်ဥဖို့တို့သည်ပြတ်သားသာပြောဆိုလိုက်သည်သူသည်သူ၏လက်ထက်မှရွှေပရိသီကိုအားကိုးကအစီအစဉ်တစ်ခုကိုဆွဲလိုက်၏သူသည်သူ၏ဝိညာဉ်ခန္ဓာ၏တသေးတစ်ပိုင်းကိုတန်တန်း၌ခြံထားခဲ့ကအခြားတသေးတစ်ပိုင်းကိုမူကိုပေါဝိညာဉ်အဖြစ်ဖန်တီး၍အပြင်သို့ထွက်ရန်ဆုံးဖြတ်လိုက်သည်အိနီလန်သည်အလုံးပင်ဆွန်သားရပြီးအကယ်၍ကိုပေါဝိညာဉ်ပျက်စီးသွားပါကသူ၏အသက်ဝိညာဉ်မှာပြတ်တော့သွားနိုင်ပါသည်ဘိုးရင်မင်းဒီမှာပဲစောင့်နေပါငါအပြင်ကိုခဏသွားမယ်ဘသူလာဒီပလင်သားကိုအကတ်မခံနဲ့ဥပတို့သည်ဂါရများကိုရွတ်ဖက်ကသူ၏ခန္ဓာကိုယ်မှာအလင်းရောင်တစ်ခုခွဲထွက်လိုက်သည်ထို့နောက်ထိုအလင်းရောင်သည်ဇေဒီအပြင်ဘက်သို့လွတ်မြန်ထွက်သွားလေတော့သည်ဇေဒီအပြင်ဘက်တွင်ရွာသားများကစူယုံရောက်ရှိနေကြပြီးဖြစ်သည်သူတို့၏ရှင်းနိုင်မှုအ내ရောက်ဝတ်ဆုံးဖြင့်ဆရာခိုင်ဝိညာဉ်ကစောင့်ကြုံနေ၏လာကြသမ်းတန်ရိုင်းတကားကိုမင်းတို့ရဲ့အသက်သွေးနဲ့ဖွင့်ကြသမ်းဆရာခက်ကအော်ဟစ်လိုက်ရင်ဓာတ်ကိုမြောက်လိုက်သောအခါဥဖို့တို့၏ကိုယ်ပါဝိညာဉ်သည်ကောင်းကင်ယံမှဆင်းသက်လာခဲ့သည်ရလိုက်စမ်းဆရာခက်မင်းရဲ့ယုံမှမှုတွေကိုငါခွင့်မလွန်နိုင်ဘူးဥဖို့တို့နေဆရာခက်တို့၏အမောင်နှင့်အလင်းတိုင်ပွဲသည်ညင်းတဲ့ပိုင်း၌စတင်နေတော့သည်ဤတိုင်ပွဲ၌ရလာသည်ညောင်ဝေသာရသားများ၏အသက်နှင့်တိုင်နှံ့၏တည်မြဲမှုပေါ်မူတည်နေပေသည်တတိဟောင်း၏ရင်ပြင်ထက်၌လေဦးများနှင့်တုံးတိုက်ခိုက်နေလျက်ရှိသည်ကောင်းကင်ယံရှိလာမင်းမှာတေမဲကြီးများ၏ဝါမျိုးချင်းကိုခံထားရသဖြင့်ပတ်ဝန်းကျင်တစ်ခုလုံးမှာအမောင်သည်ဖုံးလွှမ်းနေ၏ထိုပေါလူကြားတွင်ဥဖို့တို့၏ကိုယ်ပါဝိညာဉ်မှာရွှေဝါရောင်လေးနှမ်းများကိုထုံးလင်ကရက်တည်နေသည်သူ၏ရှင်းနိုင်မှုညောင်မင်းသားရသားများမှာမျက်လုံးအစုံပြူထွက်လျက်ပါးစပ်မှသွေးပုံများစီးကြနေကအသီးစိမ်မဲ့သာဖြင့်စူယုံနေကြကုန်၏ဟာဖို့တို့မင်းကငါပြောတာပဲမင်းဟာနှလုံးသားနူးညံ့လုံးနဲ့လူပြင်းတစ်ယောက်ပဲလို့အခုကြည်တမ်းမင်းရဲ့ချစ်လာသာသောအဖွားနဲ့ရွာသားတွေဟာငါရဲ့လက်ခုပ်ထဲကရေဖြစ်နေပြီဆရာခက်၏ယုတ်ကလပ်ကိုပူကတ်ထားသောမိသားဝိညာဉ်ကအော်ဟစ်ရဲမောလိုက်သည်ထိုသူ၏လက်ထက်ရှိအ내ရောက်လောကီတမြောင်မှာသွေးရောင်များထွက်ပေါ်နေလျက်ရှိ၏ဥဖို့တို့သည်မိမိအဖွားဖြစ်သူဒေါ်လာမေကိုလူအကြတင်တွေ့လိုက်ရသောအခါရင်ထဲ၌ဗလောင်ထူသွားသည်ဒေါ်လာမေ၏မျက်နှာမှာဖြူဖြောနေပြီးလက်ထဲ၌ဓာဥကျွန်းတစ်ခုကိုစုပ်ကင်ထားကမိမိကိုပြန်လဲထိုးသက်ရန်အာရုံနေသည့်ပုံစံမျိုးဖြစ်နေသည်ဆရာခက်မင်းမှညှို့ရှိရင်ငါ့ကိုပဲရှင်းသမ်းပါအပြစ်မဲ့တဲ့လူသားတွေကိုတော့ချမ်းသာပေးပါဘိုးတို့ကဟင်းရောက်လိုက်ရင်လဘွားကိုဖြန့်လိုက်၏သူ၏လဘွားတွင်မှရွှေရောင်လင်းသက်များပေါ်ထွက်လာကရွာသားများ၏ပက်လက်တွင်အကာအကွယ်အင်းကွက်တစ်ခုကိုအမြန်ရေးဆွဲရန်ကြိုးစားသည်သို့သောသူသည်ယခုအခါကိုပေါဝင်းကြီးအစင်သာရှိသေးသဖြင့်သူ၏ဆာမှာတိုင်ထဲအတွင်း၌ရှိတင်ကထက်တဝက်ခန့်ရော်နေပြီသည်ငါကိုလာမတားနဲ့ဖို့တို့ဦးလေးဝါဆရာကြီးရဲ့အမိန့်အရဒီညမင်းတို့တိုင်ထဲကိုအစားနာမကြံဖြည့်ဆည်းပြရမယ်ဆရာခက်သည်ဂါရာကိုအဟဲ့ရွတ်ဖတ်လိုက်သည်နှင့်တပြိုင်တည်းရွာသားများ၏ခန္ဓာကိုယ်အတွင်းမှာအဖြူရောင်ဝင်းကြီးအလင်းသက်လေးများမှာပဒမတသင်းအပြင်သို့တိုးထွက်လာကြကုန်၏၎င်းမှာရွာသားများ၏
တရန်ဆွမ်းရင်များကိုအတင်းအဓမ္မဆွဲထုတ်နေခြင်းဖြစ်သည်ရွာသားများမှာနာကျင်လုံးသဖြင့်မြေပေါ်၌လူလိမ်ကအိုဟင်းနေကြတော့လေအတန်များမှာလေကြောင်းထဲ၌ပင်တိတ်ဆုံနေကြသည်မလုံးနဲ့ဖိုးတို့သည်မဆိုင်မတော်ပဲဆရာခတ်သည်တို့တဟုန်တို့ပြေးဝင်သွားသည်သူ၏လက်ထက်၌ရွှေရောင်အလင်းလှန်တဲ့သင်းဖြစ်ပေါ်လာပြီးဆရာခတ်၏ရင်ဘတ်ကိုတက်တဲ့ဆိုင်ဝင်ရန်ရွယ်လိုက်သည်သို့သောဆရာခတ်သည်ပါနေလာသည်သူသည်ဘေး၌ရှိသောရွာသားတို့ကိုဆွဲယူကာကွယ်လိုက်သဖြင့်ဥဖိုးတို့မှလက်နက်ကိုအမြန်ပြန်လဲရုပ်သိမ်းလိုက်ရသည်အောက်တန်းကြလိုက်တဲ့လုံရဲ့ဆရာခတ်မင်းဟာလူတလိမ့်ဆန်ပဲရှုံးတဲ့သူကအမြဲတမ်းဒီလိုပဲပြောတတ်ကြတာပဲဖိုးတို့အခုငါ့ရဲ့အစွမ်းအကိုကြီးတန်းဆရာခတ်သည်သူ၏ဓာတ်ကိုမြေပြင်ပေါ်သို့စိုက်ချလိုက်သောအခါဇေဒီရင်ပြင်တစ်ခုလုံးမှာတွဲရန်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားကာထိုတွဲရန်ထဲမှာလက်သက်ရှည်ကြီးများပါရှိသောဝိညာဉ်များစွာပေါ်ထွက်လာပြီးဥဖိုးတို့၏ခြေထောင်များကိုအတင်းဆွဲယူထားလိုက်ကြသည်ဥဖိုးတို့သည်ရုန်းကန်တော်လဲထိုလက်များကအကုသိုလ်စားများဖြင့်ပြည့်နေသဖြင့်သူ၏ရွှေအောင်လင်းများမှတပြေးပြေးမှိန်ဖြောလာရသည်ထိုချိန်တွင်ဇေဒီဟောင်း၏အုပ်ရိုးများအကြားမှတော်ခါတန်ကြီးတစ်ခုထွက်ပေါ်လာသည်၎င်းမှာအပြင်ဘက်တိုက်ပွဲကြောင့်မဟုတ်ပဲတိုင်တဲ့အတွင်းတစုံတဦးကျူးကျော်ဝင်ရောက်လာသည့်လက္ခဏာပင်ဖြစ်သည်ဥဖိုးတို့သည်ထိတ်လန့်သွားကာတိုင်တဲ့ရှိရာမြောက်ခန်းသည်သို့အာရုံစိုက်လိုက်သောအခါဥဒေဝါ၏အစစ်အမှန်အာကာရဝိညာဉ်သည်တိုင်တဲ့၏အကာအကွယ်အားနေသွားခြင်းအတွင်းသို့ဖောက်ထွင်းဝင်ရောက်သွားသည်ကိုမြင်လိုက်ရ၏ထောင်ချောက်ပဲဒါငါ့ကိုအပြင်ထုတ်ဖို့ဆင်ထားတဲ့ထောင်ချောက်ပဲဥဖိုးတို့သည်နောက်တာများသောဖြင့်ရေရိုးလိုက်သည်သူသည်အပြင်ဘက်ရှိရွာသားများကိုကယ်တင်ရန်ကြိုးစားနေသည်တိုင်တဲ့၏အသက်သွေးကြောဖြစ်သောတိုင်တဲ့မျက်မှန်ပရိသတ်ကိုဥဒေဝါကသိမ့်မဲ့ရန်ကြိုးစားနေပြီဖြစ်သည်အကယ်၍ဥဒေဝါသာပရိသတ်ကိုရရှိသွားပါကဘဝတော်ကြီးတစ်ဝိုက်ရှိဝိညာဉ်ဆွမ်းရန်အလုံးကိုသူထိန်းချုပ်သွားနိုင်မည်ဖြစ်ကာလူလောကမှာလည်းငရဲခမ်းအလားပျက်စီးသွားပေလိမ့်မည်တိုင်တဲ့တွင်ရှိခန္ဓာလာသောနန်းဆောင်ကြီးမှာယခုအခါအနက်ရောင်မြေကုန်းများနှင့်ဖုံးလွှမ်းလျက်ရှိသည်ဖုံးရင်းသည်အာရင်ကုန်ခန်းနေတော့လေပလင်၌ဓာတ်သင်းကိုကိုင်ကာအစွမ်းကုန်ကာကွယ်နေသည်သူ၏ရှေ့၌မူဥဒေဝါ၏ဝိညာဉ်သည်တဟာဟာရင်မောလျက်လေထဲပြန်ဝဲနေသည်ဖုံးရင်မင်းတို့ဝေမာနိကပိဋ္ဌာဝကြီးကငါ့ကိုတားနိုင်မယ်ထင်နေတာလားဖဲသန်းအဲ့ဒီပြည်စည်းကငါ့အတွက်ပဲမသောသနာကိုငါမရင်းချင်းငယ်တုန်းကသူ့ရဲ့ဝိညာဉ်ကိုပဲငါရခဲ့တာအခုတော့သူမအချိန်ဝါအားလုံးကိုငါယူရတော့မယ်ဥဒေဝါ၏အတန်မှာအလုံးမင်းယုံစရာကောင်းလာသည်သူသည်လက်ကိုဆန့်လိုက်တော့အခါအနက်ရောက်ဆွမ်းရင်လုံးကြီးသည်ဥဖိုးအင်းသည်တို့တဟုန်တို့ပြေးဝင်သွားပြီးဖိုးအင်းကိုနိုင်ရန်နှင့်ကတ်သွားအောင်ရိုက်ခိုက်လိုက်သည်ဖိုးအင်းသည်ဗဒတ်မှမိကိုများထွက်ပေါ်လာကမြေပြင်ပေါ်သို့ပုံရသားလဲကျသွားရှာသည်ဥဒေဝါသည်ပလင်ပေါ်ကြီးရွှေရောင်ပရိသတ်စီသို့ဖြည်းဖြည်းချင်းတိုးသွားသည်သူ၏လက်ချောင်းများမှာလောဘသောကြောင့်တုံရီနေ၏သူသည်ပရိသတ်ကိုထိခိုက်လူနီးပါးအချိန်တွင်ခမ်းပါအတွင်းသို့ရွှေရောင်လင်းတဲ့တစ်ခုဝင်ရောက်လာကသူ၏လက်ကိုကာဝဲလိုက်သည်၎င်းမှာအပြင်ဘက်မှပြန်လည်ရောက်ရှိလာသောဥဖိုးတို့၏အစစ်မှန်ဝိညာဉ်ပင်ဖြစ်သည်ဥဖိုးတို့သည်သူ၏ကိုယ်ပါဝိညာဉ်ကိုအပြင်ဘက်၌ဖြည့်ဆည်းပစ်ခါသူ၏စွမ်းအားလုံးကိုအရင်တည်၍တိုင်တဲ့အတွင်းသို့ပြန်လည်ကူးပြောင်းလာခြင်းဖြစ်သည်သို့သောဤသို့ပြုလုပ်ခြင်းကြောင့်သူ၏ဝိညာဉ်ခန္ဓာမှာအတော်ပင်တရားရရှိခဲ့ပြီဖြစ်သည်မူဒေဝမင်းရဲ့လောဘကဒီမှာတင်အဆုံးသတ်ရမယ်ဥဖိုးတို့သည်အသက်ကိုပြင်းပြင်းရှူရင်းပြောလိုက်သည်သူ၏ရှောင်ဝတ်ဆုံမှာဟောင်းနှဆုပ်ပြတ်နေတော့လေမျက်ဝန်းများမှမူပြတ်သားလာသည်ဟာဖိုးတို့မင်းမြန်လာတာနောက်ကျသွားပြီမင်းရဲ့ယာသားတွေကအပြင်ဘက်မှာဆရာခတ်ရဲ့သားကောင်တွေဖြစ်နေကြပြီမင်းသူတို့ကိုကဲမလားဒါမှမဟုတ်ဒီတိုင်တန်းကိုကာကွယ်မလားရွေးတယ်ဦးဒေဝါသည်လောင်ပြုံးပြုံးရင်းမေးလိုက်သည်ဤဒီမှာဥဖိုးတို့အခက်အခဲဆုံးသောဆုံးဖြတ်ချက်ပင်ဖြစ်သည်အကယ်၍သူသည်တိုင်တန်းကိုကာကွယ်ပါကရွာသားများမှာဝိညာဉ်ဆုပ်ယူခံရကတည်ဆုံးကြပေလိမ့်မည်အကယ်၍သူသည်ရွာသားများကိုကူညီရန်စွမ်းများကိုအသုံးချလိုက်ပါကဥဒေဝါသည်တိုင်တန်းကိုသိမ့်ပိုက်သွားပေလိမ့်မည်ငါအားလုံးကိုကဲမယ်ဘိုးတို့သည်မျက်လုံးများကိုဇုံမေးလိုက်သည်သူသည်သူ၏အတွင်းစိတ်၌ကင်းရောက်နေသောမသောဌာန၏အဆုံးအမများကိုပြန်အမှတ်ရလိုက်၏လက်တော်တို့၏စစ်မှန်သောအစွမ်းအားမှာယန္တနာများကိုစုပ်ကိုင်ထားခြင်းမဟုတ်ပဲထိုယန္တနာများထက်တန်ဖိုးရှိသောတက်ရှိများကိုကာကွယ်ဆောက်ရှောက်ခြင်းသာဖြစ်ကြောင်းသူနားလည်သွားသည်သူသည်ပလင်ပေါ်ရှိရွှေပရိသတ်ကိုလက်ဖြင့်ဆုပ်ကိုင်လိုက်သည်ထို့နောက်သူ၏ဝိညာဉ်စွမ်းအားလုံးကိုပရိသတ်အတွင်းသို့ပေါင်းထည့်လိုက်၏ပရိသတ်မှာပြင်းထန်သောအတုံခါလာပြီးနောက်ဒေဟောင်းကြီးတစ်ခုလုံးဖောက်ထွင်း၍ကောင်းကင်ရံသို့ရွှေရောင်အလင်းနိုင်ကြီးတစ်ခုအဖြစ်လွှတ်ပြလိုက်လေသည်ထိုအလင်းနိုင်မှထွက်ပေါ်လာသောစွမ်းရည်များသည်ဇေဒီရင်မြေပေါ်ရှိရွာသားများ၏ခန္ဓာကိုယ်အတွင်းသို့စိတ်ဝင်သွားကဆရာခတ်၏မိသားစွမ်းအားများကိုဖြိုခွင်းဖျက်ဆီးလိုက်၏ဆရာခတ်သည်နာကျင်သောအော်ဟစ်လျက်သူ၏ယုတ်ကလပ်မှာပြာဖြစ်ကျွမ်းမသွားလေတော့သည်ရွာသားများမှလည်းအသည့်တိမ်များပြန်လည်ရရှိလာကဘာဖြစ်မှမသိပဲကြောင်တောင်ဖြစ်နေကြကုန်၏သို့သောတိုင်တဲ့အတွင်း၌မူဥဖိုးတို့၏ခန္ဓာကိုယ်မှအလင်းရောင်များလွှင့်မြေကမှိန်ဖြော့သွားသည်သူသည်စွမ်းအားလုံးကိုအသုံးချလိုက်သဖြင့်သူ၏ဝိညာဉ်မှာပျက်စီးလူနီးပါးဖြစ်နေပြီဖြစ်သည်မိုင်မဲလိုက်တာဖိုးတို့အခုတော့မင်းမှာငါ့ကိုတားနိုင်မယ်ဆိုရင်မရှိတော့ဘူးဦးဒေဝါသည်အခွင့်အရေးကိုအသုံးချကဥဖိုးတို့၏လက်ပင်ကိုလှမ်းညှစ်လိုက်သည်ဥဖိုးတို့မှာအသက်ရှူကျလာပြီးမျက်ဝန်းမှာဝေဝါလာ၏သို့သောသူ၏နှာခမ်းထောင်တွင်မူအပြုံးတစ်ခုရှိနေသည်ဦးဒေဝမင်းမသိသေးတာတစ်ခုရှိတယ်ဒီပရိသေရဲ့အစစ်အမှန်စွမ်းအား
ပိုင်ဆိုင်လိုတဲ့စိတ်နဲ့ထိတွေ့ရင်အစိတ်ဖြစ်လာသေးတယ်ဆိုတာပဲမူရေဝါသည်ထိတ်လန့်သွားကမိမိလက်ဖွားကိုငုံကြည့်လိုက်တော့အခါပရိသေကိုကင်ထားသောသူ၏လက်မှာမဲနဲ့ကပုတ်ဆွေးလာသည်ကိုတွေးလိုက်ရသည်ထိုစိတ်မှာတာမန်အစိတ်မဟုတ်ပဲသစ္စာတရား၏အစိတ်ဖြစ်သည်လောဘတော်ကြီးသူများ၏ဝိညာဉ်ကိုလောင်ကျွမ်းစေသောအရာဖြစ်သည်အာမဟုတ်ဘူးမဖြစ်နိုင်ဘူးငါအရှင်သခင်ဖြစ်ရမှာမူရေဝါ၏ဝိညာဉ်သည်မိခိုးငွေများဖြစ်ပြောင်းလဲကအော်ရလေရဲ့တိုင်တန်းထဲမှလွန့်ထွက်သွားလေတော့သည်သူသည်လုံးဝအုပ်တုံပျက်စီးသွားခြင်းမဟုတ်တော့လေသူ၏စွမ်းများမှာဆုံးရှုံးသွားခဲ့ပြီဖြစ်ကအမောင်ကဘာ၏အောက်ဆုံးအဆင့်သို့ကြာဆင်းသွားပေလိမ့်မည်တန်တဲ့တွင်၌ရာအလုံးပြန်နေငြိမ်သက်သွားသည်ဥပုဒ်တို့သည်မြေပြင်ပေါ်၌မလုံးမရှက်လဲလျောင်းနေသူ၏ဝိညာဉ်မှာအလုံးမဲ့အားနိုင်နေသဖြင့်ပျောက်ကွယ်သွားရတာရှိတော်သည်ထိုချိန်တွင်အမောင်လူကြားမှဖြူစင်သောပုံရိပ်တစ်ခုထွက်ပေါ်လာသည်၎င်းမှာမသောဆန္ဒပင်ဖြစ်သည်သူမသည်နာသမီးတစ်ခုကဲ့သို့လှပသောဥပုဒ်တို့၏အနာသို့တိုးဝင်လာပြီးသူမ၏လက်ကလေးဖြင့်ဥပုဒ်တို့၏ရင်ဘတ်ကိုအသာအရထိလိုက်၏ဖို့တော့မင်းအောင်မြင်ပြီမင်းဟာစစ်မှန်တဲ့တိုင်းဆောင်တို့ရဲ့အရေးချင်းကိုပြသနိုင်ခဲ့ပြီအခုငါမင်းကိုကူညီပါမယ်မသောသနာသည်သူ၏ဝိညာဉ်အထည်နှင့်အချို့ကိုဥပုဒ်တို့၏ခန္ဓာကိုယ်အတွင်းသို့ပို့လို့လိုက်သည်ဥပုဒ်တို့၏ပုံရိပ်မှလည်းပြန်လည်ထင်ရှားလာပြီးအသက်ရှူသမ်းများမှာပုံမှန်ပြန်ဖြစ်လာ၏သို့သောဤဖြစ်ရကြောင်းမသောသနာနှင့်ဥပုဒ်တို့အကြားထူးဆန်းသောဝိညာဉ်ဆက်နွယ်မှုတစ်ခုဖြစ်ပေါ်သွားခဲ့ပြီးဖြစ်သည်နောက်ထပ်အပိုင်းလေးကိုလည်းဆက်လက်စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုအဆုံးလေးကြည့်ပေးခဲ့တဲ့တယောက်ချင်းဒီတိုင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်သွားဖို့မျက်နှာရက်ခံရပါတယ်ခင်ဗျာ